1382ခုနှစ်နေုံလာပြီကျော်တရက်2019ခုနှစ်ဇွန်လ18ရက်အင်္ဂါနေ့မန္တလေးတိုင်းဒေသကြီးအောင်မြေသားဆံမြို့နယ်မန္တလေးဘို့အကျဉ်းထောင်ခမတွင်ဆင်းရဲကြပါပြုလို့အပ်သည်မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီမှဦးစီးကျင်းပသောမြန်မာအမျိုးသမီးများနေ့အားကြိုးဆိုဂုဏ်ပြုခြင်းနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်84နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဓမ္မပူဇာအထူးဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောအတ္တသမ္မပဏိတိတရားဒေသနာတော်ဘုရားဘာသာဝင်သူတော်စင်တိုင်းဒီစကားလုံးကိုကြားဖို့ရမှာပါပါဠိစကားလုံးဖြစ်တယ်အတ္တသမ္မပဏိတိလို့စကားလုံး3ရပ်ပေါင်းစပ်ထားတာအဓိပ္ပာယ်အဲ့ဒီအဓိပ္ပာယ်ဟာအလွန်ကျယ်ပြန့်ပြီးဘဝခရီးတစ်ခုလုံးအတွက်ရှေ့ဆောင်လမ်းပြမိရှုတဆောင်ကြီးတစ်ဖွဲ့လည်းဖြစ်တယ်ကိုဘဝကိုဥဆောင်သွားနိုင်တဲ့ကိုဘာလို့ရမယ်ဆိုတာကိုရှင်းလင်းသိတာတဲ့အသိအမြင်တစ်ခုကိုဖြစ်ပွားစေတတ်တဲ့စကားဖြစ်အလုံးမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေကလေးငယ်လေးတွေဟာစပြီးတတိထားမယ်ဆိုရင်လူကြီးတွေအထိအတ္တသမပဏိတိဆိုတဲ့စကားလုံးကိုနေဆုံးကြားဘူးနာဝရှိမယ်အဓိပ္ပာယ်ကြည့်လိုက်ရင်လည်းအလွန်တမိုးရှိတဲ့အဓိပ္ပာယ်တစ်ခုကိုဖော်ဆောင်တာဖြစ်ပါတယ်ဒါကြောင့်အတ္တဆိုတာဒီနေရာမှာမိမိကိုယ်လို့ဘာသာပြန်တယ်ကိုအတ္တဟိတပရာဟိတဆိုတဲ့စကားလုံးမှာပါတဲ့အတ္တလို့ပဲကိုဆိုတဲ့အဓိပ္ပာယ်ရကိုလို့ဆိုတာဘာကိုရည်ညွှန်းတာတော့ဆိုကိုစိတ်ကိုယ့်ရဲ့အပြောအဆိုပြုမှုတွေကိုကိုဘဝကိုလို့ဒီလိုအဓိပ္ပာယ်တွေအများကြီးရနိုင်တယ်ပေါ့နော်အတ္တဆိုတဲ့အဓိပ္ပာယ်က philosophy မှာသုံးတဲ့အတ္တကထာဝရတည်မြဲပြီးဘဝတစ်ခုကနေဘဝတစ်ခုကိုမပြတ်မစီးရောက်ရှိသွားတဲ့မြန်မာလူမျိုးတွေယုံကြည်တဲ့အသက်လက်ပြဝိညာဉ်ကောင်းဆိုတာမျိုးကိုရည်ညွှန်းတာမဟုတ်ဘူးဒီမှာအဲ့ဒါကိုရည်ညွှန်းတဲ့အတ္တဆိုတာလည်းရှိတယ်ဒီနေရာမှာတော့အတ္တဆိုတာမိမိကိုရည်ညွှန်းလိုက်တာပြောကြတယ်ကိုကောင်းစားဖို့ကိုပညာတတ်ဖို့ကိုကြီးပွားဖို့ဆိုတဲ့ဥတည်ချက်တွေတချို့ကျတော့ကဲရှုပ်ချတဲ့အနေနဲ့အတ္တလွန်ကဲတယ်ဆိုတဲ့စကားကိုလည်းသုံးကြတယ်အတ္တဆိုတာကိုကျိုးရှာလွန်းတယ်ကိုကြည်လွန်းတယ်ဆိုတာကိုကဲရှုပ်ချတဲ့သဘောပဲဒီနေရာမှာဆိုလိုတာကသဘာဝအားဖြင့်တခြားအရာတွေဖယ်ထားလိုက်ပြီးတော့ကိုယ်စိတ်ကိုယ်ဘဝကိုယ့်ရဲ့အခြေအနေကိုတမ္မာမှန်ကန်တဲ့လမ်းကြောင်းနဲ့အကောင်းဆုံးဖြစ်အောင်လမ်းကြောင်းဒီပြုပြင်တိဆောက်ခြင်းလို့အဓိပ္ပာယ်ရအဲ့ဒါ38ဖြတ်မင်္ဂလာထဲမှာတပါးဖြစ်ပါဝင်တယ်အဲ့ဒီတပါးဆိုတဲ့ထဲမှာလည်းပဲအလုံးကိုအရေးကြီးဆုံးလို့ပြောရမှာဖြစ်ပါတယ်လူတယောက်ဟာဘလောက်ကြီးပွားတိုးတက်
အတ္တသမပဏိတိဆိုတာပျက်စီးသွားပြီဆိုရင်ဒီလူဟာဆုံးရှုံးနေတာသွားတာပဲဘယ်လိုအခြေအနေတွေဘယ်လောက်ပဲကောင်းကောင်းဆိုပါစို့စီးပွားဥစ္စာတွေဘယ်လောက်ပဲချမ်းသာကြီးပွားရှားဒုဂုံသိမ့်နေဘယ်လောက်ပဲချီကိုပြုပြင်ထိမ့်သိမ့်ခြင်းကောင်းအောင်ပြုလုပ်ခြင်းဆိုတဲ့စွမ်းရည်တတိကြာဆင်းသွားပြီဆိုလို့ရှိရင်ဒီလူဟာပျက်စီးဆုံးရှုံးသွားတဲ့ပေါ့ဒါကြောင့်မို့လုံးကိုရေးကြည့်တယ်အထင်ရှားဆုံးဥပမာလေးတစ်ခုပြောအောင်ပမာတွေအလုံးသိတယ်မြတ်စွာဘုရားနဲ့ညီကိုဝမ်းကွဲတော်တယ်ရောက်ဖလဲတော်တယ်အဲ့တော့တစ်ဖက်ကကြည့်မယ်ဆိုရင်သူ့ရဲ့အမည်နာမကဒေဝထတ္တနတ်ကပေးတဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ဗမာပြည်မှာတော့ဒေဝဒတ်လို့ပဲခေါ်တယ်ဒေဝဒတ်ဆိုတာအဓိပ္ပာယ်ကလွန်ကောင်းတာဖြစ်တော်လဲပဲသူ့ရဲ့လုပ်ရတဲ့ကြောင့်နာမည်ဆိုးသွားတယ်ဒေဝဒတ်လို့ဖြစ်သွားတယ်နော်ဒေဝဒတ်ရဲ့အဓိပ္ပာယ်ကနတ်ပေးတဲ့သားလို့အဓိပ္ပာယ်ရတယ်နော်အဲ့တော့ကဲထားဒေဝဒတ္တရဲ့အခြေအနေကိုလေ့လာကြည့်လိုက်သူဟာအတိတ်ဘဝကကုသိုလ်ကောင်းမှုတွေရှိခဲ့လို့ဘယင်သားဖြစ်တယ်သူ့အဖေကသုဗ္ဗဗုဒ္ဓရသော်ရရဲ့အဖေသူတို့မောင်နှမအဲ့ဒါလို့အစင်းမြင့်နဲ့ဒေဝဒဟမှာအုပ်ချုပ်ရတဲ့သုဗ္ဗဗုဒ္ဓရဲ့သားဆိုတော့တမန်ပုဂ္ဂိုလ်တယောက်တောင်မဟုတ်ဘူးသူဘယင်သားအခြေအနေကောင်းတယ်သုတ္တရဏမင်းကြီးသားဖြစ်တဲ့သိတ္တထလို့ဘုရားဖြစ်မဲ့ပုဂ္ဂိုလ်နဲ့သုဗ္ဗဗုဒ္ဓသုဗ္ဗဗုဒ္ဓဆိုတာတခြားသူမဟုတ်ဘူးကောရမဗုဒ္ဓရဲ့မေရောမာယာထေဝီရဲ့မောင်အရင်ဖြစ်တယ်ပေါ့နော်ဆွေကြီးမျိုးကြီးလို့ပြောကြပါစို့မြတ်စွာဘုရားရဲ့မေတော်နဲ့ဒေဝဒတ်ရဲ့ခမည်းတော်တို့ကမောင်နှမအရင်အဲ့ဒါလို့အချိန်နေကောင်းကနေပြီးတော့သူဟာလူဖြစ်လာစီပါဥစ္စာဆိုလည်းပြောစရာမရှိဘူးရှားဒုဂုံသိမြင့်မြတ်ထေဝမှုဆိုလည်းပြောစရာမရှိဘူးအစပထမမှာသူဟာပုံမှန်အနေထားနဲ့မြတ်စွာဘုရားသာသနာကိုဝင်လာတယ်သမထကျင့်စဉ်ကိုကျင့်တယ်ဇံအပိညနေရပြီးတော့အစွမ်းတကူချီမာတဲ့ပုဂ္ဂိုလ်တစ်ခုဖြစ်လာတယ်သူ့ရဲ့မေတော်ကသုဗ္ဗဗုဒ္ဓဂေါဒီလို့ခေါ်တယ်ပေါ့နော်ရှင်သာရိပုတ္တရာကတောင်းပါပဲရှင်ဒေဝဒတ်စိတ်ဓာတ်မှန်ကန်နေတဲ့အချိန်တုန်းကသာသကြမြို့အတွင်းမှာဂုံတင်ပြီးတော့ပြောကြခဲ့တဲ့စကားရှိတယ်မဟေဒီကောဂေါတိပုတ္တောမဟာနုဘဝောဂေါတိပုတ္တောဂေါဒီဆိုတဲ့မိဖုရားရဲ့သားဖြစ်တဲ့အရှင်ဒေဝဒတ်ဟာအစွမ်းတကူကြီးပါပေတယ်အစွမ်းအာနုဘော်တွေကြီးပါပေတယ်လို့ချီးမွမ်းခံခဲ့ရတဲ့ပုဂ္ဂိုလ်တူပဲเนาะတမန်ပုဂ္ဂိုလ်မဟုတ်ဘူးတချို့လူတွေကအဆိုးနောက်ပိုင်းမှာသူကအဆိုးလို့ဖြစ်သွားတယ်လို့ပြောတယ်တကယ်ကတော့အကြီးချင်းအမတန်မှကောင်းတဲ့ပုဂ္ဂိုလ်တူဖြစ်ခဲ့တယ်ပေါ့เนาะအစွမ်းတကူကြီးမှပြီးတကူထက်မြက်သူအဖြစ်ခုံတင်ပြီးပြောကြားခံခဲ့ရတဲ့ရှင်ဒေဝဒတ်ဟာသူ့ရဲ့မှားယွင်းချွတ်ချော့သွားမှုကတော့ဘာလဲလို့ဆိုရင်ခုနအတ္တသမ္မာပဏိတိကိုယ့်ကိုမှန်ကန်တဲ့လမ်းကြောင်းနဲ့ထိန်းကျောင်းနိုင်ခြင်းမရှိတာအပြစ်ပဲအဲ့တော့ထီအောင်ခြေနေဆိုးသွားနိုင်တယ်ဆိုတာတတိထားဖို့လိုတယ်ပေါ့နော်အတ္တသမ္မာပဏိတိသူရရှိထားတဲ့အယိချင်းတွေသူ့စိတ်ဓာတ်တွေသူ့ရဲ့ဂုဏ်သိက္ခာတွေထိမ့်သိမ်းရမယ်အစား
နောက်ပိုင်းမှာဒါတွေကိုထိန်းချောင်းနိုင်ခြင်းမရှိတော့သည့်အတွက်ကြောင့်အတ္တသမပဏိတိဆိုတဲ့နောက်ဆုံးမှာဘဝအဆုံးသက်ကလည်းမကောင်းဘူးဘဝတစ်ခုအဆုံးသတ်ပြီးလုံးပျက်စီးသွားစေနိုင်တယ်ဒါကြောင့်မို့အတ္တသမပဏိတိဟာအရေးကြီးဆုံးပဲလက်ပတ်နေတဲ့အကြောင်းတရားတွေလို့သူတို့ပြောလို့တာပေါ့နော်။ကြောင်းကျိုးဆက်နွယ်နေတယ်လူတယောက်မှာဘုန်းကြီးတို့တွေမှာအကောင်းနေကြီးဖြစ်ချင်လို့ရှိရင်အဲ့ဒီအကောင်းကိုဖြစ်စေနိုင်တဲ့တမ္ပတိဆက်ဆိုတာလက်ပတ်တဲ့အဓိပ္ပာယ်ကိုပြောတာပါ။စက်ကဆိုတဲ့စကားဘိန်းဆိုတာလဲတာပဲလဲတာဟာအကောင်းပြီးအကောင်းအကောင်းပြီးအကောင်းအကြောင်းကောင်းတယ်အကျိုးကောင်းတယ်အကြောင်းကောင်းတယ်အကျိုးကောင်းတယ်အဲ့ဒါလိုလက်ပတ်နေဘူးလို့ပေါ့နော်အဆိုးမဝင်လာပဲနဲ့အကောင်းလေးကြီးလက်ပတ်ဖြစ်နေတာကိုဆက်လို့ခေါ်တယ်ပြည့်စုံအောင်မြင်ခြင်းရဲ့အကြောင်း၄မျိုးဘာလို့ဆိုရင်နံပါတ်၁ကပฏิရူပဒေသဝါဒကိုယ်နဲ့တင့်တော်တဲ့နေရာရွေးချယ်နေထိုင်ခြင်းအဲ့တော့တင့်တော်တဲ့နေရာဆိုတာဘယ်လိုဟာတော့ဆိုတဲ့အခါမှာကိုယ်ကပညာတတ်ချင်တာလားသို့မဟုတ်စီးပွားဥစ္စာတွေတိုးတက်ပြီးတထေးဖြစ်ချင်တာလားသို့မဟုတ်ယာဓုဂုံသိတိုးတက်ချင်တာလားသို့မဟုတ်ဘဝမှာကြမ်းကြမ်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင်အသက်ရှင်နေတာလားရွေးချယ်ရမယ်အကောင်းတွေကအများကြီးအကုန်လုံးပဲရွေးချယ်တယ်ဆိုရင်လေနော်ယာရုလည်းတက်ချင်တယ်စီးပွားဥစ္စာလည်းတိုးတက်ချင်တယ်အသက်လည်းရှိချင်တယ်ကြမ်းလည်းကြမ်းမချင်တယ်ဆိုပါစို့အားလုံးကိုရွေးချယ်ချင်တယ်လို့ဆိုလို့ရှိရင်အဲ့ဒီအကျိုးဆက်တွေကိုရနိုင်တဲ့နေရာမျိုးကိုရွေးချယ်ရမှာဖြစ်တယ်ဆိုတော့ပညာတတ်ကြီးဖြစ်ချင်တယ်ဆိုရင်ဆရာကောင်းကောင်းကျောင်းကောင်းကောင်းတက္ကသိုလ်ကောင်းကောင်းကောလိပ်ကောင်းကောင်းရှိတဲ့နေရာမျိုးကိုရွေးချယ်ရမှာပဲဖြစ်တယ်စီးပွားဥစ္စာတိုးတက်ချင်တယ်ဆိုရင်အယောင်းဝယ်ကောင်းပြီးဖွံ့ဖြိုးတဲ့နေရာမျိုးရွေးချယ်ရမှာဖြစ်တယ်ယာဓုဂုံသိစီစဉ်ဥစ္စာတိုးတက်ချင်တယ်ဆိုရင်ယာဓုပေးနိုင်တဲ့ဆရာသမားအမိကိုရဖို့လိုအပ်တယ်ပေါ့နော်တောမှာရင်ကတ်နေရင်တကြီးလောက်ပဲဖြစ်မှာပေါ့မြို့တဲ့ရင်သမတထအောင်ဖြစ်သွားနိုင်ဒါနေရာဆိုတာကွာခြားသေးတယ်ပေါ့နော်အဲကြောင့်မလို့ယာဓုဂုံသိစီစဉ်ဥစ္စာတွေပေးနိုင်တဲ့ပုဂ္ဂိုလ်နဲ့ချင်းကပ်ပြီးအလုပ်လုပ်လို့ရှိရင်ကိုယ့်ရဲ့အရည်ချင်းကြောင့်မို့လို့ကိုယ်ဟာယာဓုဂုံသိရသွားတယ်ဒါဒီလိုဖြစ်ကျမ်းမာခြင်းနဲ့အသက်ရှည်ခြင်းနဲ့ဆိုရင်ရာသီဥတုကောင်းရမယ်အစာရေစာကောင်းရမယ်ဆိုတဲ့နေရာမျိုးကိုရွေးချယ်ပြီးအနေထိုင်ကစပြီးခုခေတ်ပြောတဲ့ physical exerciseကျမ်းမာစေတတ်တဲ့နိလန်းတွေကိုသုံးချပြီးတော့လေကောင်းလေသန့်ရတဲ့နေရာမျိုးဒီလေကောင်းလေသန့်ကျမ်းမာမှုအများကြီးထောက်ကူပြုတယ်ဆိုလေကောင်းလေသန့်ရတဲ့နေရာမျိုးနေရမယ်ရေကောင်းရေသန့်သုံးဆောင်လို့ရတဲ့နေရာမျိုးမှာနေရမယ်အာဟာရထပ်ပြည့်ဝတဲ့အစာအစာတွေလက်ဆက်တဲ့အာဟာရတွေကိုစားသုံးနိုင်တဲ့နေရာမျိုးကိုနေရမယ်အဲ့တော့ပฏิရူပဒေသရဲ့ရွေးချယ်ပုံရွေးချယ်နည်းကတမန်နဲ့မဟုတ်ဘူးကိုပညာနဲ့ရွေးချယ်ပြီးတော့လောက်ခံခြင်းအပြင်အကောင်းတစ်ခုရရှိသွားပ
င့်တော်တဲ့နေရာတစ်ခုရွေးချယ်ခြင်းအပြင်ပညာလည်းရတယ်ပို့ပြီးတော့ကျမ်းမာရေးလည်းကောင်းလာတယ်ရှာဓုဂုဏ်သိမ့်လည်းတိုးတက်လာတယ်စီးပွားဥစ္စာတွေလည်းတိုးတက်လာတယ်ဒါနေရာမှန်လာလို့ဆိုလို့ရပေါ့နော်မင်္ဂလာနဲ့ပြောတာဟာစကားလုံးရဲ့အဓိပ္ပာယ်ကကြီးပွားတိုးတက်ခြင်းလို့အဓိပ္ပာယ်ရတယ်ပေါ့မြန်မာတွေအချင်းချင်းအပြန်အလှန်နှုတ်ဆက်တာစကားလုံးလောက်ပဲအဓိပ္ပာယ်ယူပြီးတော့စကားလုံးလောက်ပဲကောင်းမြတ်တဲ့စကားလုံးအဖြစ်တုတိတာယာလို့နားထဲမှာတာယာတဲ့စကားလုံးဖြစ်လို့မင်္ဂလာပါနဲ့နှုတ်ဆက်တာတကယ်ကတော့မင်္ဂလာဆိုဒီမှာကြီးပွားတိုးတက်ခြင်းလို့ဆိုတယ်အဲ့ဒီကြီးပွားတိုးတက်တာဟာသူ့အလိုလျောက်မကြီးပွားဘူးခုနပြောတဲ့အတ္တသမပဏိတိဆိုကိုယ်တိုင်ပြုပြင်မှုရှိမှရတယ်နော်ကဲပထမဆုံးနေရာကိုရွေးချယ်တာကောင်းတဲ့နေရာကိုရွေးချယ်လိုက်ပုဗ္ဗိသကတပုညတာတဲ့လူတယောက်ဟာမွေးလာကြတဲ့အခြေအနေကောင်းတဲ့လူဖြစ်ဖို့တော့လိုတယ်ခတိခေတ်မှာဆိုစဉ်းစားကြည့်မွေးလာကြတဲ့ကဆွမ်းအားနာမချအော်တစ်ဆင်အုံနောက်မမှန်ဘူးဘယ်လိုလုပ်ချီပွားခွင့်ရမရှိဘူးတရားနော်မွေးလာကြတဲ့ကအသိဉာဏ်ရှိပုံမှန်မွေးလာတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုံမှန်မွေးလာဖို့ဆိုတာကိုမမြင်နိုင်တဲ့အထောက်အကူအကြောင်းတရားတွေကတော့အတိတ်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုပေါ်မှာမူတည်တာပဲဖြစ်တယ်။တမန်အားဖြင့်စဉ်းစားကြည့်အတိတ်မှာကောင်းတာတွေလုပ်ခဲ့ရတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုလို့ဆိုရတဲ့ဟာရှိတယ်ဆိုတာကိုတကယ်လေးလာစဉ်းစားကြည့်လို့ရှိရင်သိနိုင်တယ်ပေါ့နော်။ဘယ်လိုလုပ်သိနိုင်တော့လို့ဆိုတော့ဒီမန္တလေးမြို့တွေမှာကြည့်နေ့စဉ်နဲ့ညဆေးရုံဆေးကန်းနေပတ်သက်ရဌာနတွေမှာကြည့်လိုက်မယ်ဆိုရင်လူတွေဟာနေ့စဉ်နဲ့ညလူလောကလာရောက်မွေးဖွားနေကြတယ်လေအဲ့လိုမွေးဖွားတဲ့လူတွေဟာတုံးတဲ့လူအခြေအနေတွေဟာကွဲပြားခြားနားနေကြတချို့ကပတ်စံချမ်းသာတဲ့မိသားစုမှာသွားမွေးတယ်တချို့ကလက်လုံလက်စားမှမွေးတယ်တချို့ကတော်ကိုဆင်းရဲတဲ့နေရာသွားမွေးတယ်ဘယ်သူကနေရွေးချယ်လွတ်လိုက်တာတော့ကိုရွေးချယ်လာတာလားကိုလည်းဘာမှရွေးချယ်နိုင်စွာမရှိဘူးအဲ့တော့ဘယ်သူကနေနောက်ကကြိုးကင်ပြီးတော့တထဲအိမ်ပို့ပေးတာလဲဘယ်သူကကြိုးကင်ပြီးတော့ဆင်းရဲတဲ့အိမ်ပို့ပေးတာလဲလို့ကြောင်းရှာမယ်ဆိုလို့ရှိရင်တခြားဘာသာတွေကတော့ဘုရားသခင်အလိုတော်ကြလို့ပြောမှာအဲ့ဘုရားသခင်အလိုတော်ကြလို့စဉ်းစားလိုက်မယ်ဆိုရင်ဘုရားသခင်ဆိုတဲ့အကျဉ်းတရားကင်းမဲ့သူအဓိပ္ပာယ်ရသွားလိမ့်။ဘာကြောင့်လဲဆိုရင်ဆင်းရဲတဲ့လူတွေများတယ်လေချမ်းသာတဲ့လူကနေအဲ့တော့ဘုရားသခင်ရဲ့မျက်နှာသာအပေးခံရတဲ့လူကနေတယ်ကဘာမှာလက်တဆုပ်စာလောက်လေဘုရားသခင်ကကြောက်တွန်းပေးလိုက်တဲ့လူတွေများနေအဲ့တော့ချီးမွမ်းခံရဖို့ခက်သွားမှာအဲ့တော့သူများကိုအပြစ်တင်ခြင်းဟာလည်းပဲမှန်ကန်မှုမရှိဘူးဘယ်သူမပြုတ်မိမိမှုလို့ဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားကိုလိုက်ကိုလုတာကိုရတယ်ဆိုတာအမှန်ကန်ဆန်းဆုံးပဲဘယ်သူမှလည်းပြစ်တင်စရာမရှိတော့ဘူးလေကိုလုခဲ့တာပဲကောင်းအောင်လဲကိုလုခဲ့တာပဲမကောင်းအောင်လဲကိုလုကိုပဲကြည့်ရအဲ့ဒါမှန်လဲမှန်ကန်လက်တွေ့လဲကြာ practical way နဲ့ပြောမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်လေဒီဘဝမှာဇောင်းဝဲတွေအောင်ကြတယ်ဂုံတူးတွေနဲ့အောင်ကြကံကောင်းလို့အောင်တာလားကြိုးစားလို့အောင်တာလားကိုဆန်းစစ်ကြည့်ပါနော်ဘယ်လောက်ကြိုးစားချလဲကလေးတွေအဲ့တော့ကံမပါဘူးလားဆိုကံဆိုဒီမှာဘဝကိုတိဆောက်ပေးခဲ့တဲ့အခြေအနေချင်းกว่าတယ်ဉာဏ်ဉာဏ်သွေးချင်းกว่าတယ်အဲ့ဒါတော့ကံလို့ပြောလို့ရတယ်ကျန်တဲ့ဟာကကြိုးစားတာပဲဖြစ်တယ်အေးဂုံတူးတွေနဲ့အောင်တဲ့ကလေးတနေ့ကုန်အိတ်နေတယ်ဂိမ်းစော်နေတယ်ဖုံးပွတ်နေတယ်
အဲ့ဒီလူကဂုံလူထွက်တယ်ဆိုရင်တော့ဒါထူးဆန်းတာပဲပေါ့နော်စာတကယ်ကြိုးစားလို့တကယ်ရတယ်ဆိုတဲ့အားကလုံလဝိရိယရဲ့အကျိုးကျေးဇူး practical way လုံလကြိုးစားအထောက်ခြင်းနောက်ွယ်မှာဘူးမှမရှိဘူးကိုယ်တိုင်ကြိုးစားအထောက်တာဖြစ်တယ်စီးပွားဥစ္စာကြိုးစားရှာလို့ကြိုးစားပြီးအလုံးလုံးလို့အောင်မြင်ကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေကလည်းလုံလဝိရိယရဲ့အကျိုးမိမိရဲ့စဉ်းစားဉာဏ်ကောင်းမှုရဲ့အကျိုးအမိကောင်းရမှုရဲ့အကျိုးလို့ဆိုတဲ့ဒါတွေကလက်တွေ့အဖြစ်ဒီနောက်ွယ်ကကိုယ်ကိုလာပြီးတော့ guide လုပ်ပေးနေတယ်ဘုရားသခင်ဆိုတာရှိနိုင်တာမဟုတ်ဘူးပေါ့ဒါကြောင့်ကိုယ့်ကိုအားကိုးတဲ့စိတ်ဓာတ်အတ္တသမပဏိတိစိတ်ဓာတ်ပဲသူကပုဗ္ဗေသကတ္တပုညတ္တအခြေအနေကောင်းတစ်ခုကောင်းပြီဆိုတဲ့အခါမှာအခြေအနေတစ်ခုကောင်းမှုပေါ်မှာအခြေခံပြီးတော့လုပ်လိုက်ရင်အောင်မြင်သွားတယ်မျက်စိကောင်းတယ်နားကောင်းတယ် intelligent အိုင်ကျူးမြင့်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကြိုးစားရင်ကြိုးစားတော့ဖြစ်လာတာဒါပုဗ္ဗေသကတ္တပုညတ္တအခြေအနေမကောင်းလို့ autism ဖြစ်တယ်ဆောင်းနာမကြအဖြစ်မွေးလာအဲ့လိုမျိုးဆိုရင်ជីវတိုးတက်ခြင်းပဲမယ်လို့ជីវတိုးတက်ဖို့ဆိုမရနိုင်တော့အဲ့ဒါကိုဆိုလို့ရပုဗ္ဗေသကတ္တပုညတ္တအဲ့ဒါတွေပြည့်ပြီးတဲ့နောက်မှာသူကပฏิရူပဒေသဝတ္တပူချီပွားဖို့ပုဗ္ဗေသကတ္တပုညတ္တအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရှိဖို့နောက်တစ်ခုကဘာလို့ဆိုရင်လူတော်လူကောင်းတယောက်နဲ့ဆက်ဆံပေါင်းသင်းမိဖို့ဒါပြင်ပအကူအညီပြင်ပအကူအညီဆိုတာလဲဘာသာတော့ပါရမယ်သင်ကြားပေးမဲ့ဆရာမရှိပဲကိုယ့်ကိုတတ်မှာမဟုတ်ဘူးလေသင်ကြားပေးမဲ့ဆရာကောင်းတမန်ကောင်းမိကောင်းဖကောင်းကိုယ်တိုင်ကိုထိန်းချောင်းပြီးတော့ကြိုးစားသွားပြီးဆိုထွတ်ထရောက်သွားတာပဲလို့နော်ဒါကိုပြောတော့တမ္ပတိ14ပါးစီးပွားဥစ္စာရှာတဲ့နေရာမှာလည်းပဲထွတ်ထရောက်တာတချို့တောမှမွေးပြီမဲ့လို့ချမ်းသာကြွယ်ဝသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်တောမှမွေးပြီမဲ့လို့မြို့မှာယာတို့ကြီးတွေရသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အမျိုးစုံပဲခေတ်တိုင်းမှာရှိတာပဲဒီပုဂ္ဂိုလ်တွေဟာအထိုက်အလျောက်အခုပြောခဲ့တဲ့တမ္ပတိ14ပါးအဲ့တမ္ပတိ14ပါးမှာသူတို့မှာအခြေအနေကောင်းတွေရထားတာကအတိတ်ဘဝကကုသိုလ်ကောင်းမှုလုပ်ခဲ့လို့ဘဝအခြေအနေလှတယ်တခုကိုယ်ကိုယ်တိုင်ရွေးချယ်ပြီးတော့နေထိုင်တဲ့ပฏิရူပဒေသဝတ္တတခုမိကောင်းဆွေကောင်းမိကောင်းဖကောင်းဆရာကောင်းသာသမာဆရာကောင်းတမန်ကောင်းအမိကောင်းဆိုတာလေကတခုအဲ့ဒီလိုအချက်၃ချက်ပြည့်စုံပြီးတဲ့အခါမှာအရေးအကြီးဆုံးကအတ္တသမပဏိတိပဲဒေဝဓာတ္တဟာတပူရိတုဒီပฏิရူပဒေသဝတ္တဆိုတာဖျားမွေးတဲ့နေရာမှာသူမွေးတယ်နေရာကောင်းတယ်ပုဗ္ဗေသကတ္တပုညတ္တအတိတ်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဘဝမှာပြည့်စုံတဲ့တကယ်ဘိရင်သားလာဖြစ်တယ်ခြေနေကောင်းတဲ့ဒီ12ခုနဲ့လည်းပြည့်စုံတယ်တပ္ပုရိတ္တပနေတယမြတ်စွာဘုရားတို့ရှင်သာရိပုတ္တရာတို့ယဟန်တန်ဃာတွေနဲ့မိကောင်းဆွေကောင်းဆရာကောင်းတမန်ကောင်းမိကောင်းဖကောင်းတွေလည်းရှိတယ်ဒီအခြေအနေကောင်းကြီး၃ချက်ပြည့်စုံပါလျက်နဲ့သူ့ရဲ့ချွေရင်းချက်ကဘာတော့ဆိုအတ္တသမပဏိတိပြက်သွားတယ်ကိုယ်ကိုထိမ့်သိရမှာမထိမ့်သိဘူးကိုယ်သိက္ခာကိုထိမ့်ရမှာမထိမ့်ဘူးမထိမ့်တဲ့အခါမှာသူ့မှာသူ့ဘဝကြီးကိုဖျက်ဆီးသွားတာဟာဘာလဲလို့ဆိုနံပါတ်1ကမကောင်းတဲ့ဘက်ကိုအားပေးတဲ့သူ့ရဲ့နောက်လိုက်တွေရှိတယ်သူ့ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါကိုပပမိတ်တလို့ခေါ်တယ်၆တွန်းသူလို့ပြောတာ၆တွန်းသူဆိုတာရှိတယ်နော်တတိထားဖို့လိုတယ်ပေါ့
Papa Sura a so go Yashi don, push on be that low yet in a piece on the Buguru, Papa. Made that, let dry body. There are a comeback go. Y'all see them open it, so back y'all. Can you get solution? Allah. Tao for tao bet to. Cause I walk as I bet to. Mow that low that come upon. Do sura. Don't do. A do me in that thing so I do. Tanga nani, tanga muso nani, muso. Sura mioha, a little goose people to a day, yard shit. Era Papa made that sura, Tivray Boa, La Dred. Toto, Palaupe, Pawunching, go, do some Chaya Muri, Shivazi, Adama Banidi and Kuganu Yavare. Go, gone low me, Chivato down low me, say. Mangane said table do it. Era Pyongyang Dwabiro, Adama Banidi, Loga Mesa. Papa made that do some Shaya moon now, Yaware. Now the Kua do her, Papesa. Papa made that shame, Papesa. Papesa, out then chatted. Luchin and Nova, Umame. ဖြတ်လန်းကနေသူကဖျားဖြစ်ခြင်းဖျားဖြစ်ဖို့လူတိုင်းမှာအခွင့်အရေးရှိပါတယ်ဘယ်သူပဲဖြစ်ဖြစ်ဖျားဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ဘုရားဘာသာမှာလူတိုင်းဖျားဖြစ်နိုင်တယ်ပိတ်ဆို့ထားတာမရှိဘူးဖျားဖြစ်ခြင်းနဲ့ဆိုရင်လေးတင်ခြင်းနဲ့ကဘာတသိန်းဒီပါရမီဖြည့်ပြီးလေ့ကျင့်ရမယ်ဒါကျင့်စဉ်ကြီးရှိလာတယ်ဒီကျင့်စဉ်မကျင့်ရမဲ့လူကျင့်ရမဲ့လူခွဲခြားမထားဘူးမြဲတာပဲကိုကျင့်ရင်ကိုကျင့်လို့ရသို့တော့ဒီအချိန်ပိုင်းနဲ့ဒီလိုစွန့်လွတ်မှုတွေကရှိရမယ်ဒါနဆိုတာဒီတည်းပဲကြည့်လူတဲ့တန်းနေဆိုတာကိုပိုင်တဲ့ပစ္စည်းကိုလူတာပထမအဆင့်ဒုတိယကကိုခြေလက်အင်္ဂါထီအောင်လူနိုင်တာဒုတိယအဆင့်နောက်ဆုံးအသက်ထီအောင်စွန့်ပြီးလှူနိုင်တာကတတိယအဆင့်အဲ့ဒီအဆင့်၃မျိုးနဲ့လောက်ရလှူခြင်းတန်းခြင်းပထမအဆင့်ကလွဲတယ်ဒုတိယအဆင့်နဲ့ခက်တယ်တတိယအဆင့်ဆိုတာတော့အခက်ဆုံးဖြစ်သွားတယ်အဲ့ဒါကိုပထမအဆင့်ကိုဒါနပါရမီလို့ခေါ်တယ်ဒုတိယအဆင့်ကိုဥပပါရဒါနဥပပါရမီလို့ခေါ်တယ်တတိယအဆင့်ကျတော့ဒါနပရမတ္ထပါရမီလို့ခေါ်တယ်အဲ့ဒီအဆင့်30နဲ့ဌာနကိုလုံးဝတွန့်တွန့်ဆုံးနေခြင်းမရှိဘဲနဲ့စိတ်ဓာတ်ခိုင်မာမှုရပါလားဌာနလည်းမဟုတ်သေးဘူးကိုချင်းသီလကိုချင်းသီလဟာပစ္စည်းဥစ္စာအပြည့်စည်းခံပြီးတော့ကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်ထားကြသီလပါရမီလို့ခေါ်တယ်နော်ကိုပစ္စည်းတွေဆုံးရင်ဆုံးမဲ့စေသီလအပြတ်မခံဘူးဆိုပုဂ္ဂိုလ်အဲ့လိုဆုံးလို့ရမယ်ဟောနောက်တစ်ခုကျတော့သီလဥပပါရမီကျတော့အင်္ဂါခြေလက်တွေဆုံးရှုံးရင်ဆုံးရှုံးမဲ့စေသီလအပြတ်မခံဘူးဒါသီလဥပပါအသက်သေးခြင်းသေးပါစေသီလကိုလုံးဝအပြတ်မခံဘူးဆိုရင်ပုဂ္ဂိုလ်ကျသီလပရမတ္ထပါရမီပါရမီ10ပါးကိုဒီ3မျိုးနဲ့3မျိုး3အဆင့်30နဲ့ခွဲလိုက်တဲ့အခါကျတော့ပါရမီအပြား30လို့ခေါ်တယ်အဲ့ဒီ30ကိုဖြစ်ခြင်းမဲ့ဆိုရင်လူတိုင်းဟာဗုဒ္ဓဖြစ်ကြောင်းလမ်းကြောင်းပေါ်ကိုရောက်ရှိသွားတယ်ဘယ်သူတော့မသွားရဘူးဘယ်သူသွားရမယ်ဆိုတာမရှိဘူးနော်လူတိုင်းဟာစွန့်ရည်တတ္တိရှိတဲ့လူတွေသွားဘယ်သူပဲဖြစ်ဖြစ်တတ္တိတော့ကောင်းမှုလို့တယ်လို့ဗုဒ္ဓဘာသာမှာလူတိုင်းဖျားဖြစ်နိုင်တယ်ဖျားဖြစ်ခြင်းအကြောင်းတွေလည်းရှိပမာစကားမှာတော့ရှိရင်လုံလဝိရိယကိုဥတည်ပြီးပြောတယ်ကြိုးစားကဖျားဖြစ်တယ်စိတ်ဆန္ဒထက်သန်မှုထက်သန်တဲ့အတိုင်းလုံလဝိရိယရှိမှု
ကျိုးပန်းအထုတ်မှုရှိတဲ့အတိုင်းစိတ်ဓာတ်တွန့်ဆုတ်မသွားမှုအသိပညာစဉ္ညတုံတရားရှိမှုဆိုတဲ့သန္တာဝိရိယစိတ်ဓာတ်ဝိမတ္တဘယ်အလုပ်ကိုလုပ်ဒီတရား၄မျိုးဟာအောင်မြင်ကြည်ပွားမှုဖြစ်စေနိုင်တယ်လို့သူတို့ဆိုတယ်။ဒါကြောင့်မို့အတ္တသမပဏိတိဆိုတာကိုယ့်ကိုကောင်းအောင်ပြုပြင်ခြင်းပဲကိုယ့်ကိုကောင်းအောင်မပြုပြင်ဘူးဆိုလို့ရှိရင်ရရှိထားတဲ့စီးပွားဥစ္စာတွေလည်းကျဆုံးသွားတတ်တယ်ရရှိထားတဲ့ယာရုဌာနန္တရတွေကလည်းလက်လွတ်ဆုံးရှုံးသွားနိုင်တယ်ရရှိထားတဲ့ကျမ်းမာရေးအခြေအနေတွေကလည်းရုပ်ရရောက်သွားနိုင်တယ်ရရှိထားတဲ့အနေအထားကောင်းတဲ့အနေအထားတွေအားလုံးဟာရှို့ကြပျက်စီးသွားနိုင်တယ်ဒီဝတ္တတဟာတခြားအချက်၃ချက်ကောင်းပြီမယ်လို့အတ္တသမပဏိတိဆက်ပြတ်သွားသည့်အတွက်ကြောင့်သူ့ဘဝကြီးတစ်ခုလုံးဟာပျက်စီးသွားတယ်အဲ့တော့ပြောချင်တာကကိုယ့်ကိုပြုပြင်ထိမ့်သိမ့်မှုပဲเนาะကိုယ့်ကိုထိမ့်သိမ့်မှုသူများထိမ့်သိမ့်နေဆိုတာဟိုဘေးကနေပြီးတော့ပရတောခောတာလို့ခေါ်တယ်သူများရဲ့ဆွဆုံးမမှုစကားလက်မခံမှုဆိုလို့ရှိရင်ကိုယ်နှလုံးသားထဲရောက်မှာမဟုတ်ဘူးလေကိုယ်နှလုံးသားထဲရောက်ပြီးတော့လက်တွေ့ပြင်းပြီးဆိုတဲ့အခါမှာလူတော်လူကောင်းဖြစ်မှာဘလောက်ပဲတရားတွေနာနာဘလောက်ပဲစာအုပ်တွေဖတ်ယောဂပြောက်ကြောင်းဆေးနည်းတွေနော်ဆေးစာဖတ်ရနားထောင်မှယောဂပြောက်လို့ဆေးမစားသေးတဲ့မြတ်ဘယ်တော့မှယောဂပြောက်မှာမဟုတ်ဘူးသူကအဲ့ဒါလိုပဲမြတ်စွာဘုရားဟောထားတဲ့အဆုံးအမတရားတော်တွေဟာဘလောက်ပဲနာမလိုက်နာနေတဲ့မြတ်အကျိုးကပြည့်အောင်ရမှာမဟုတ်ဘူးအတ္တသမပဏိတိဆိုတာလက်တွေ့လှုပ်ဆောင်နေတာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့လက်တွေ့လှုပ်ဆောင်ရတယ်ဆိုတဲ့အခါမှာဘာလုပ်ရတာလဲနှစ်ခုတည်းပဲရှိတယ်ဘုန်းကြီးတို့ရဲ့ဘဝမှာလူဘဝရလာလို့ရှိရင်နှမျိုးတည်းပဲရှိတယ်အမေလေးလျှောက်ပြီးအမျိုးတက်နေပြီမဲ့လို့အချင်းချုပ်ပြောလို့ရှိရင်မလှုပ်တဲ့နာကိုမလှုပ်ချင်းနဲ့လှုပ်တဲ့နာကိုလှုပ်ချင်းဒီနှစ်ခုပဲဒီနှစ်ခုပဲရှိတယ်အဲ့ဒီမှာမလှုပ်တဲ့နာကဘာလဲလှုပ်တဲ့နာကဘာလဲဒီနှစ်ခုကိုတော့စရင်စရာနဲ့မသားဖို့လိုတယ်သူ့ချတော့ဘုမို့ကိုဘဝမှာမလှုပ်တဲ့ဟာတွေဘာတွေရှိသလဲကိုယ့်ကိုတွက်ချက်ထားဖို့လိုတယ်လှုပ်တဲ့နာကဘာတွေလဲမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာကြောချင်းကတ်နေတာဒီငါပုံစံစကားနဲ့ပြောရင်ပန်းနဲ့ခေါင်းမှာပဲเนาะမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာကတ်နေတာเนาะဒါမလှုပ်တဲ့မူဒါလှုပ်တဲ့နဲ့အဲ့တော့မလှုပ်တဲ့နာကိုမလှုပ်ဖဲနေတာဟာလေဒီဟာကကြီးပွားတွတ်တဲ့ခြင်းအကြောင်းတစ်ခုပဲလှုပ်တဲ့နာကိုလှုပ်ခြင်းဟာလေကြီးပွားတွတ်တဲ့ခြင်းအကြောင်းတစ်ခုပဲအဲ့တော့မလှုပ်တဲ့နာနဲ့လှုပ်တဲ့နာမလှုပ်တဲ့နာကိုမလှုပ်ခြင်းနဲ့လှုပ်တဲ့နာကိုလှုပ်ခြင်းသည်အတ္တသမပဏိတိကိုယ်ကိုကောင်းအောင်ပြင်ခြင်းပဲဖြစ်တယ်အဲ့ဒီနေရာမှာအတ္တသမပဏိတိဆိုတာပြတ်သွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့ဘာတော့မလှုပ်တဲ့နာကိုလှုပ်ခြင်းနဲ့လှုပ်တဲ့နာကိုမလှုပ်ခြင်းဒါလည်းသူလည်းနှစ်ခုပဲเนาะဘုန်းကြီးတို့ပါဠိစာပေမှာဆိုထားတဲ့စကားလေးရှိတယ်တို့ကျုံလေးဒီဗမာလူမျိုးတွေကအင်္ဂလိပ်ရဲ့ကိုလိုနီဖြစ်ခဲ့သည့်အတွက်ကြောင့်အင်္ဂလိပ်စကားလေးနဲ့မှပို့ပြီးတော့မှတ်မိတယ်လို့ဖြစ်ကြတယ်ပေါ့မှာတော့ပကံခေတ်ကစပြီးတော့မြန်မာလူမျိုးတွေဟာမြတ်စွာဘုရားအသုံးနှုန်းခဲ့တဲ့ပါဠိဘာသာဆိုတဲ့စကားလုံးလှလဲလှတယ်တတ်မှုလည်းရှိတယ်အဓိပ္ပာယ်လည်းပိုပြည့်စုံတယ်သို့တော့နောက်တိုင်းပညာရတည်လွှမ်းမိုးလာတယ်ဘာကြောင့်လွှမ်းမိုးတော့ဆိုနေ့စဉ်ဘဝစာဝတ်နေရေးအတွက်ထောက်ကူဖြစ်နေတော့လွှမ်းမိုးလာတာပဲ
ဒါအဲ့တော့ပါဠိစကားလုံးလေးနဲ့မှတ်ရမှာဆိုလို့ရှိရင်နော်အကတ္တပကရဏအကတ္တပဆိုမလုပ်တဲ့နာကရဏပြုလုပ်ခြင်းဆို doing what should not be done မလုပ်တဲ့နာကိုလုပ်တယ်နော် doing what should not be done မလုပ်တဲ့နာကိုလုပ်တယ်လုပ်တဲ့နာကိုမလုပ်ဘူးနော် not doing what should be done လုပ်တဲ့နာကြတော့မလုပ်ဘူးအဲ့ဒီနှစ်ခုလုံးဟာအပြစ်ဖယ်တဲ့တူတူပဲတဲ့တူညီတော့မကောင်းတဲ့ကျိုးဆက်ကိုဖြစ်ပေါ်စေနိုင်တယ်လောကလူတွေကပြောလို့ရှိကြတယ်ဟာဒီလူဒုက္ခရောက်တယ်ဒုက္ခရောက်မှာပေါ့သူကမလုံးတဲ့နာတွေလှုပ်တာကိုသူတို့ပဲပြောကြတယ်သို့တော့ဒီလူဒုက္ခရောက်တယ်ဆိုရထင်မယ်လှုပ်တဲ့နာမလုံးလို့ဒုက္ခရောက်တာလည်းရှိတယ်ဒီလူကလုံးဝမလုံးဘူးအပြင်းကြီးပြီးတော့အိတ်နေတယ်နော်အိတ်နေလို့သူမတိုးတက်တာသို့မဟုတ်အကစားမဲ့တယ်သို့မဟုတ်ဂိမ်းစော်နေတယ်ခုခေတ်စကားနဲ့ပြင်ဖုံးပွတ်နေတယ်လုံးတဲ့နဲ့ဟာကိုမလုံးတဲ့နာတွေကိုလုံးတယ်လုံးတဲ့နာကိုမလုံးဖဲနဲ့နေတယ်အချိန်ဖြုံးတယ်ဒါကြောင့်မကြည့်ပွားတာလို့ပြောလို့ရတယ်နှစ်ခုစလုံးဟာပျက်စီးဆုံးရှုံးနေတဲ့အကြောင်းဒါကြောင့်မို့ဘုန်းကြီးတို့တွေကိုယ်ဝကြည်ပွားတိုးတက်ဖို့ဆိုရင်အရေးကြီးဆုံးကဘယ်သူမှလည်းအရေးတကြီးအားကိုးရမှာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကအတ္တဟိအတ္တနောနာထောမင်းလုံးတဲ့လုံးတဲ့တာကိုယ့်ဘက်ကိုလုံးကိုအားကိုးရမှာဖြစ်တယ်လို့ဒါဖြင့်တပည့်တော်တို့ဖះကိုးကွယ်ဖို့မလိုဘူးလို့ကလေးတွေအတွေ့ကောင်းတွေ့လိမ့်မယ်ဖះဘာလို့ကိုးကွယ်ရတာဟာဖះကိုးကွယ်တာကလုံးတဲ့နာလုံးဖို့လုံးတဲ့နာနဲ့မလုံးတဲ့နာကိုခွဲခြားသိဖို့ကိုးကွယ်ရတာအဲ့ဒါပြီးရင်ကိုယ့်ကိုလို့ဒီလိုဆိုလို့ဆရာသမားစီသွားတာကြောင်းနေတာဘာလို့ဖို့လဲ subject matter တွေကိုသိရှိနားလည်ဖို့ကြောင်းနေကြတာလေကြောင်းမနေရင်ဒါတွေမသိဘူးအဲ့တော့ခြုံငုံပြောလိုက်မယ်ဆိုလို့ရှိရင်ကြောင်းနေတာတို့တရားနာတာတို့ဘာလုပ်တာတို့ဆိုဘာလုပ်တဲ့တယ်ဘာမလုပ်တဲ့ what should be done what should not be done ဒီနှစ်ခုကိုသိဖို့ရအတွက်ဘုရားကိုယ်ွယ်ဖို့လိုတယ်အဲ့ဒါဘုရားဒီတယ်လည်းမပို့ရအောင်ဘုရားကိုယ်ွယ်ရင်ငါစီဝါဥစ္စာတိုးတက်မယ်ဆိုဒါတလွဲကိုတွေးတာပဲဖြစ်တယ်စီဝါဥစ္စာတိုးတက်ဖို့ဘုရားငါကိုယ်ွယ်ရင်မင်းစီဝါဥစ္စာတိုးတက်မယ်လို့ဘယ်တော့မှမဟုတ်စီဝါဥစ္စာတိုးတက်ခြင်းအကြောင်းကဘာလို့ဆိုရင်ဥဋ္ဌာဏတမ္ပရာမင်းကြိုးစားရမယ်ကြိုးစားဆွဲတယ်မယ်ဒက္ခလုပ်ငန်းကျွမ်းကျင်မှုရှိရမယ်အနန္တဆွဲကောင်းရမယ်ဥပါယဝိမန္တာနိပညာရှိရမယ်အလံကာတုံကိုယ်တိုင်လုံးနေဆိုရှိရမယ်အလံတန်ဝိထတုံစီမံခန့်ခွဲတတ်မှုရှိရမယ်ဟောတာဘုရားကဟောတာငါကိုယ်ကိုယ်မင်းချမ်းသာလိမ့်မယ်လို့မဟုတ်ဘူးတော့မှအဲ့ဒါကိုယ်ကတလွဲနားလဲနေခြင်းဖြစ်တယ်ဘုရားကိုယ်ကိုယ်တာဘာအတွက်လဲဆိုရင် what should be done what should not be done ဘာလုပ်တင်တယ်လဲနဲ့ဘာမလုပ်တင်ဘူးနဲ့သိဖို့ရအတွက်လိုအပ်တယ်ကိုယ်ကိုစဉ်းစားကြည့်လေနေမကောင်းတိုင်မသာဖြစ်ရင်ဆရာဝန်နေစီဘာလို့သွားတာထုံးသွားချင်းရဲ့ရည်ရွယ်ချက်ကဘာလို့ဆိုဘာယောဂရုံးလို့သိချင်တယ်ဘာကြောင့်ဖြစ်တာတော့သိချင်ဘယ်ဆေးတောက်ရမှာလဲဘယ်အစားအစာရှောင်ရမှာလဲဒါပဲမဟုတ်လားကျန်တဲ့ဆေးတောက်တဲ့အပိုင်းတွေကြတော့ကိုယ်လို့အဲ့လိုခွဲခြားမြင်မို့လို့တယ်ခွဲခြားမမြင်လို့ရှိရင်ဟာကိုယ့်ဟာကိုယ်အတ္တဟိအတ္တနောနာထောကိုယ်သားလင်းကိုယ့်ရဲ့ကိုယ်ဝေဟာဆိုရင်ဖះလည်းကိုယ်ဝေစရာမလိုဘူးဘယ်ဟာလည်းကိုယ်ဝေစရာမလိုဘူးလို့ဆိုပြီးတော့လမ်းလွဲသွားပြန်တတ်တယ်အဲ့ဒါသူ့အပိုင်းလိုက်သူနားလဲရတဲ့ဘောပေါအောင်သူ့ဆင်မြတ်စွာဘုရားဟောတဲ့အတ္တဟိအတ္တနောနာထောဆိုအေးမင်းသိပြီးမင်းလုံးတဲ့နာကိုယ့်ကိုယ်လို့မှန်တယ်ဆရာကသင်ပေးလိုက်တယ်မှတ်မိအောင်ကိုကြိုးစားမှကိုဟာကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်မှာဖြစ်တယ်ဒါကိုဆိုလိုတဲ့အတ္တဟိအတ္တနောနာထောမိမိသိတာလေမိမိရဲ့အကိုဝေဟာဖြစ်ပြီးကောဟိနာထောပရောတိယ
တက်တလုံးသူများကိုမိကိုအားထားနိုင်လို့မဖြစ်ဘူးအမေဖေကိုမိကိုအားထားတယ်ဆိုတာအမေဖေရဲ့ဆုံးမဩဝါဒဒါတွေအတွက်မိကိုအားထားတယ်အမေဖေရဲ့အကူအညီထောက်ပံ့ကိုပြီးရင်ကိုခြေတော်နဲ့ကိုရနိုင်အောင်ကိုကြိုးစားအတ္တနာဟိတုဒ္ဒန္တေနာကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားမှနာထံလဘတိထုံလို့ပါမင်းရဲ့အလုံးကိုရနိုင်တဲ့ထိတ်တန်းအခွင့်အရေးကြီးကိုမင်းရမှာဖြစ်တယ်မြတ်စွာဘုရားဟောထားတဲ့တရားတွေကအလုံးကိုမှန်ကန်ခုခေတ်စကားနဲ့ပြောရင် logical ဖြစ်တယ် reasonable ဖြစ်တယ်သို့တော့မြတ်စွာဘုရားတရားတော်ကယုံကြည်ဖို့တဲ့စဉ်းစားဖို့ကပိုအရေးကြီးတယ်ယုံကြည်လက်ခံခြင်းဆိုတာကစိတ်ဝင်စားမှုကိုပြတာတစ်ခုပဲဖြစ်တယ်အဲ့ဒါအလုံးမဖြစ်သေးဘူးအလုံးဖြစ်ဖို့အတွက်ကြရင်စူးစမ်းဆင်ခြင်လေးလာပြီးကိုယ်တိုင်လက်တွေ့လှုပ်ဆောင်ရင်းသားလည်းဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဒီမှာစဉ်းစားကြည့်လေမဂ္ဂင်၈ပါးလို့ဆိုတဲ့နောက်ဆုံးအဆင့်အမြင့်ဆုံးရောက်အောင်ကျင့်တဲ့ကျင့်စဉ်နဲ့မှာသမ္မာဒိဋ္ဌိမင်းမှန်မှန်ကန်ကန်မြင်မို့လို့တယ်ဆိုပညာအဲ့ဒီနေရာမှာမင်းတရားရှိဖို့လိုတယ်လို့ပြောညောတရားတကယ်ကိုအစလေးပဲ beginner တွေအတွက်ပဲတရားဆိုတာတခြားဘာသာတွေမှာဟိုဒါတခြားဘာသာတွေကိုဘယ်လိုယူရခြင်းနဲ့မှပြောတာမဟုတ် comparative study ဆိုတာရှိတယ်နော် compare လုပ်ကြည့်ရတယ်ဘယ်အရာပဲဖြစ်ဖြစ်ကိုသိရင် compare လုပ်ကြည့် compare လုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အေးယုံကြည်ဖို့ပဲအရေးကြီးတယ်ခြားဘာသာတွေမှာကျတော့ဘာသာတရားဆိုတဲ့အတိုင်းလက်ခံမယ်ယုံကြည်ရမယ်ဒါသူတို့ရဲ့အဆုံးအမယုံကြည်မှုပါပဲအဆုံးသတ်တယ်ဘုရားဘာသာမှာယုံကြည်မှုကအဆုံးမဟုတ်ဘူးအစားလေးပဲရှိသေးတယ်သိမြင်နားလည်မှု understanding right understanding ဆိုတာဒါအရေးကြီးဆုံးဒါမှမဟုတ်ဘုရားဘာသာဝင်နေနဲ့မြတ်စွာဘုရားဘာဟောခဲ့တယ်လဲဆိုတာကိုနားလည်ဖို့လိုတယ်အခုကြည့်လေဘုန်းကြီးရှင်းပြနေတာကအတ္တသမပဏိဓိအကြောင်းရှင်းပြနေတာနော်မြတ်စွာဘုရားသုံးခဲ့တဲ့စကားလုံးတွေဟာအတ္တမိမိကိုယ်ကိုမိမိစိတ်ကိုမိမိဘဝကိုမိမိရဲ့အရေးချင်းကိုတမ္မာမှန်မှန်ကန်ကန်ပဏိဓိထိမ့်သိမ့်ပြုပြင်ပြီးတော့ဥဆောင်သွားတာလို့ဆိုလိုတယ်တဘဝလုံးဟာကိုယ့်ကိုမှန်ကန်တဲ့လမ်းကြောင်းကထိန်းချောင်းသွားဖို့လိုအပ်တယ်လို့သူတို့ဆိုလိုတယ်နော်အဲ့တော့အဲ့ဒီအဆုံးအမတရားကိုဘယ်သူကပယ်ဖြတ်လို့ရမှာဒီလမ်းကြောင်းမလျှောက်ဘဲနဲ့ကြီးပွားတိုးတက်တဲ့ဆိုတဲ့လူလည်းမရှိဘူးဒီလမ်းကြောင်းသွားနေပါလေရဲ့နဲ့မကြီးပွားဘူးဆိုတာလည်းမဖြစ်နိုင်ဘူးအထိုက်လျောက်သူ့ရဲ့လုံလဝိရိယသူ့ရဲ့ပင်ကိုအနေထားတွေပေါ်မှာမူတည်ပြီးတော့ကြီးပွားတိုးတက်မှုအတိုင်းအတာတစ်ခုကတော့ရှိမှာပေါ့ဘယ်အရာပဲဖြစ်ဖြစ်မြေဩဇာမကောင်းတဲ့စိုက်ပြီးမြေပေါ်မှာစိုက်ထားတဲ့သစ်ပင်နဲ့ fertilizer ကောင်းပြီးရေမြေကောင်းတဲ့နေရာမှာစိုက်တဲ့သစ်ပင်ရဲ့ကြီးထွားနှုံတို့နော်စီပင်နှုံတို့ဒါတွေကမတူနိုင်ဘူးလေ။ဘာကြောင့်လဲဆိုရင်မျိုးစေ့ချင်းတူအောင်တော့ချက်တီးကုန်းမိုးခေါင်ဒေသမျိုးမှာသွားစိုက်တဲ့အပင်ဟာအနည်းငယ်လူကဘလောက်ပဲကြိုးစားအနည်းငယ်လှီပြီးတော့အသီးပွင့်နေမှာတော့သိကြတယ်။ fertilizer ကောင်းပြီမိုးခေါင်ရေမြေကောင်းတဲ့နေရာမှာစိုက်တဲ့သစ်ပင်ကြတော့ပို့ပြီးတော့ကြီးထွားတယ်။ဒါတခြားအကြောင်းကိုလည်းထည့်စဉ်းစားရတယ်ပေါ့နော်။သို့တော့သစ်ပင်တွေဖြစ်ဖို့ဟာစိုက်ခြင်းအဓိကပဲပေါ့နော်။အဲ့တော့ကို့မှာကောင်းတာလုပ်ဖို့ရအတွက်ကပထမအရေးကြီးပါတယ်။လူတိုင်းမှာလူတော်လူကောင်းဖြစ်အောင်လုပ်မဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေဟာဘဝကပေးထားတဲ့အတိုင်းရှိနေပြီသားပါနော်အသိဉာဏ်ရှိတဲ့လူသားတိုင်းကိုယ်ရင်ကခြေလက်ဒီပြည့်စုံပြီးတော့ဘဝမှာအသိရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာကြီးပွားတိုးတက်တဲ့နိလန်းနေရှိတာပဲတမန်အပြင်ဘဝမှာအစင်မပြေတဲ့ပုဂ္ဂိုလ်တွေတောင်မှဒီကနေ့ခေတ်ဟာအထောက်အကူပြုတဲ့ပညာရည်တွေနဲ့ထ
ထောက်ကူရတဲ့ပစ္စည်းတွေနဲ့မြင့်တင်ပေးလိုက်တဲ့အခါမှာသူတို့ဘဝဟာများစွာနှိမ့်ကြမသွားဘူးအခြေအနေကောင်းတွေရရှိနိုင်သေးတာပဲတမန်အခြေအနေကောင်းတဲ့ပုဂ္ဂိုလ်တွေကအတ္တသမပဏိတိနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်နောက်ဆုံးမှာကိုလိုချင်တဲ့လမ်းဆုံးပန်းတိုင်းမှာအကောင်းနဲ့ပဲတွေးပါဒါသိချပါပဲဖြစ်တယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာအဲ့ဒါလို့ဘာအကြောင်းကိုမှပြောတာလည်းမဟုတ်ဘူးဘသူကိုမှပြောတာလည်းမဟုတ်ပဲနဲ့ mind center teaching လို့ခေါ်တယ်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အနေအထားကိုယ့်ရဲ့ဘဝအခြေအနေပေါ်မှာအခြေခံပြီးတော့ကြီးပွားတိုးတက်ကြောင်းကိုလမ်းညွှန်မှုပြုတာသာလျှင်ဖြစ်တယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင် religion ဆိုတဲ့အင်္ဂလိပ်စကားမူလဖြစ်ပေါ်လာတဲ့အချိန်တုန်းကဖန်ဆင်းရှင်လို့ဆိုတဲ့ God တည်ရှိမှုကိုလက်ခံတာကို religion လို့ခေါ်တယ်ယုံကြည်တဲ့လက်ခံဗုဒ္ဓဘာသာတွေကအစရတဲ့က creator ဆိုတဲ့ God ရှိတယ်လို့လက်ခံတာမဟုတ်ဘူးဒါကြောင့်မို့ဗုဒ္ဓဘာသာတွေကို atheist လို့ခေါ်တယ် God ကိုမယုံကြည်သူများလို့အဲ့ဒါကိုဗမာလိုပြန်တဲ့ dictionary English မြန်မာ dictionary ရေးတဲ့ပုဂ္ဂိုလ်တွေက atheist ကိုမိစ္ဆာဒိဋ္ဌိလို့တော့ပြန်လိုက်တော့ကိုယ့်ကိုပြန်ပြီးတော့မိစ္ဆာဒိဋ္ဌိခေါ်ရရောက်သွားတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်စကားလုံးအဓိပ္ပာယ်ကိုလေးလာရင်တိတိကျကျလေးလာဖို့လို့ကိုယ့်ကိုပြန်လက်ညှိုးထိုးပြီးသားဖြစ်နေ atheist ဆိုတာနဲ့မိစ္ဆာဒိဋ္ဌိနဲ့တခြားစီပဲနော်မိစ္ဆာဆိုတာအမှန်ကန်မဟုတ်ဘဲနဲ့ဒိဋ္ဌိရရှုမြင်နေတာဖြစ်နေတာတခြားမြင်နေတာတခြားအဲ့ဒါကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်နော်အဖြစ်မှန်နဲ့ကွဲလွဲနေတာဆိုလိုတယ်ပေါ့သိချာပြောမယ်ဆိုအဖြစ်မှန်နဲ့ကွဲလွဲနေတဲ့အတွေးအမြင်ကိုမိစ္ဆာဒိဋ္ဌိခေါ်တယ်ခေါ်မယုံကြည်ယုံနဲ့မိစ္ဆာဒိဋ္ဌိမဟုတ်ဘူးအဲ့တော့ atheist ဆိုတဲ့စကားလုံးရှိတယ် a ဆိုတာ negative အဓိပ္ပာယ်ရတယ် theist ဆိုတာဘုရားသခင်ကိုယုံကြည်သူဘုရားသခင်ဆိုတာအခုဗမာတွေသုံးတဲ့ဘုရားပြောတာမဟုတ်ဘူးအဲ့တော့ကွဲလွဲအောင်ပြောရမယ်ဆိုရင် God ကိုမယုံကြည်သူအဲ့လိုပြန်မှပို့ဆင်ပြေတယ်နော် God ကိုမယုံကြည်သူကို atheist လို့ခေါ်တယ် God ကိုမယုံကြည်တဲ့ဝါဒကို atheism လို့ခေါ်တယ်ဗုဒ္ဓဘာသာ atheism ပဲအဲ့ဒါကိုမိစ္ဆာဒိဋ္ဌိလို့တော့ပြန်ရင်ဗုဒ္ဓဘာသာမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်ဒါသူတို့အနေနဲ့နမတတ်ချင်တယ်ပေါ့ဘုရားသခင်ကိုမယုံကြည်တာတော့လောကမှာလူတွေဟာဒီယုံကြည်မှုမယုံကြည်မှုဆိုတာသဒ္ဓါနဲ့ဆိုင်တယ်အမှန်တရားမဟုတ်ယုံကြည်တာနဲ့မယုံကြည်တာအမှန်တရားမဟုတ်အမှန်တရားကဘာလို့ဆိုအမှန်တရားကိုသိမြင်ခြင်း understanding ကမှပညာနော်understanding ဆိုနားလည်တဲ့သဘောပေါက်တယ်အရှိကိုရှိတန်သိတယ်ဒါကြောင့်တမ္မာဒိဋ္ဌိလို့ဆိုတာ right understanding right vision အမှန်မြင်တယ်အမှန်သဘောပေါက်တယ်အမှန်နားလည်တယ်အဲ့ဒါအမှန်ဆိုဒီမှာအကြောင်းကျိုးတကယ်အစစ်မှန်အရှိတိုင်းသိတာဆိုလိုတယ်ပေါ့နော်ကိုယ်အတိကတစ်မျိုးကိုဒီပြောတဲ့မြင်နေတာကတစ်မျိုးဥပမာမဲ့မန္တလေးနတ်မြို့ယုံကြီးရှိတယ်မင်းတို့မင်းကြီးတည်သွားတဲ့နတ်မြို့တော်ကြီးရှိတယ်အဲ့ဒါဟာ4000ဆက်ဆက်တည်ထားတယ်ဆိုလို့ရှိရင်4000လို့သိတာဒါအမှန်ပဲသူရှိတဲ့တည်းမဟုတ်ဘူးနတ်မြို့ကြီးကအဝိုင်းကြီးလို့ပြောလို့ရှိရင်ဒါ4000ကိုအဝိုင်းပြောရင်ဒါအမှားဖြစ်သွားပြီလေမန္တလေးတောင်ကြီးကမန္တလေးမြို့ရဲ့အနောက်တောင်မှာရှိတယ်လို့ပြောလို့ရှိရင်တကယ်အရှိနဲ့ကွဲလွဲနေတယ်အဲ့ဒီအရှိအမှန်နဲ့ကွဲလွဲနေတဲ့အမြင်ဟာမိစ္ဆာဒိဋ္ဌိလို့ခေါ်တာမိစ္ဆာဒိဋ္ဌိဆိုတာလွဲမှားနေတယ်လို့ပြောတာလွဲမှားနေမှုပဲတကယ်ကတော့မန္တလေးတောင်ကြီးကမန္တလေးမြို့ရဲ့အရှိတောင်တော့အရှိမြောက်တော်မှာရှိတယ်ဟောအဲ့ဒါမျိုးကိုဆွလို့တယ်သူကမှန်ကန်တယ်မှားတယ်ဆိုတာနော်
လက်တွေ့အရှိကိုအရှိတိုင်သိဖို့လိုတယ်ပေါ့အေးအတ္တသမပဏိတိဆိုတာလောကမှာအလုံးကိုအရေးကြီးတာဖြစ်သောကြောင့်တို့တွေဟာဘဝမှာလူတော်လူကောင်းဖြစ်ဖို့ရာအတ္တသမပဏိတိကိုယ့်ကိုပြုပြင်တိဆောက်ပြီးထိန်းကျောင်းသွားရမှာဖြစ်မယ်ဓမ္မဒုဘဝကြီးပွားတိုးတက်မှုအတွက်အကြောင်းတရားဖြစ်တယ်ပြုပြင်ထိန်းသိမ်းသွားဖို့အတွက်လိုအပ်ချက်တွေကတော့ဘာတွေတုံးဆိုလို့ရှိရင်တုဒ္ဒဆိုတာစီးပူအထောက်အမယ်ကိုလှုပ်ချင်တာဖြစ်ချင်တာဖြစ်ဖို့ရအတွက်လူတွေမှာအရေးကြီးတဲ့အရေးချင်း9ရပ်ရှိတယ်အဲ့ဒါလေးကိုအချင်းချုပ်လေးမှတ်ထားထားဖို့အရေးကြီးတဲ့အရေးချင်း9ရပ်ကဘာတော့ဆိုတတ္တာကိုလုပ်ငန်းကိုဘဝအခြေအနေပေါ်မှာ confidence လို့ခေါ်တဲ့ယုံကြည်မှုရှိရယုံကြည်မှုကဒါအစယုံကြည်မှုရှိလာတဲ့အခါဆိုလိုတာပြောရမယ်ဆိုရင်ကိုဘဝကိုဖန်တီးနိုင်တဲ့အရာသည်အပြင်မှာတဲ့အတွင်းမှာပိုရှိသည် internal နဲ့ external နှစ်ခုရှိတယ်လူတယောက်ကြီးပွားတိုးတက်ဖို့ internal အကူအညီ external အကူအညီနှစ်ခုရှိတယ်အဲ့ထက်မဲ့ internal ကပိုပြီးတော့ strong ဖြစ်တယ် external ဆိုတာမရှိဘူးမဟုတ်ရှိတယ်အဲ့တော့ internal နဲ့ external ဒီနှစ်ခုအကြောင်းနှစ်ခုဟာအချိုးကျပေါင်းစပ်ထားပါမယ် external လို့ခေါ်တဲ့အပြင်မရဲ့အကူအညီလည်းလိုအပ်တယ် internal လို့ဆိုတဲ့ကိုယ့်ရဲ့အကူအညီလည်းလိုအပ်တယ်ဒါလေးကိုရှင်းအောင်ပြောမယ်ဆိုလို့ရှိရင်လူဘဝမှာဘုန်းကြီးတို့အသက်ရှင်နေတာဘာကြောင့်အသက်ရှင်ကိုယ်ခန္ဓာကိုယ်ရဲ့ကျမ်းမာမှုက internal ကျမ်းမာတဲ့အစားအစာနဲ့ကျမ်းမာတဲ့အနေထိုင်အပြင်မှာအကူအညီတွေကတခုနော်ဥမာမဲ့လေကောင်းလေသန့်ရှူရှာရတာတို့ရေကောင်းရေသန့်သုံးဆောင်ရတာတို့ပတ်ဝန်းကျင်အနေထားကောင်းတာတို့ကောင်းတဲ့ကျမ်းမာတဲ့အစားအစာစားရတာတို့ကဒါအပြင်အကူအညီလို့ခေါ်တယ်အတွင်းအကူအညီကဘာလို့ဆိုကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့ကလေးစားတွေရဲ့လှုပ်ဆောင်မှုကမှန်ကန်နေတယ်အဲ့ဒီအတွင်းနဲ့အပြင်နှစ်ခုလုံးပေါင်းစပ်လိုက်မှရက်လက်ကောင်းတစ်ခုထွက်တယ်အခုလဲဆောင်းမုံရှိတယ်မို့လား collective strength ဆိုတာလေ collective strength ပေါင်းစပ်ထားမှအင်အားဖြစ်တယ်ပေါင်းစပ်နေရမယ်အားလုံးဟာအေးလူကတော့ကျမကြီးကကောင်းပါရဲ့ဒါပေမဲ့အစာအာဟာရမလုံလောက်ဘူးဆိုရင်ဒီလူဟာမပြည့်စုံတော့အစာကောင်းကောင်းလေးစားနေရမယ်ကိုယ်ခန္ဓာကိုယ်ကလည်းအတွင်းကလည်းကောင်းအောင်နှစ်ခုအေးအတွင်းကမကောင်းတော့ဘူးဆိုရင်ဘလောက်ပဲအားစိတ်တွေတောက်ဘလောက်ပဲကောင်းတာတွေကြွေ့ဒီလူဟာပြတ်မထူတော့အတွင်းရောကောင်းရမယ်အပြင်လည်းကောင်းထို့တူပဲလူတဦးတယောက်ပဲဖြစ်စေနိုင်ငံတော်အတွက်ပဲဖြစ်စေအချိုးချအတွင်းနဲ့အပြင်အကောင်းတွေပေါင်းစပ်ဖို့လိုတယ်ဓမ္မအင်အားဖြစ်မှာဓမ္မချီးပွားတိုးတက်မှာနော်အဲ့ဒါအရေးကြီးမြတ်စွာဘုရားဟောတဲ့သမက္ခဏံတပောတုခောဆိုတာသမက္ခဆိုတဲ့အဓိပ္ပာယ်ရတယ် collective ကိုပြောတာပေါင်းစည်းနေရမယ်မင်းတို့ပေါင်းစည်းနေမှချီးပွားတိုးတက်နိုင်တယ်မပေါင်းစည်းဘူးဆိုရင်စัจ မဲ့အဓိပ္ပာယ်ကတော့ဆိုဘေဒါကွဲပြားသွားစိတ်ထားခြင်းကွဲပြားတယ်လောက်ကင်ဆောင်ရတာတွေကွဲပြားတယ်ဆိုလို့ရှိရင်ပြုတ်ကွဲသွားသမက္ခလုံးစည်းနေမယ်ဆိုလို့ရှိရင်တော့ကြည်ပွားတိုးတက်တယ်အင်အားတွေတောင့်လာမယ်ကြည်ပွားတိုးတက်လူတွေကသေချာမစင်စားလို့ပါငါတယောက်တည်းလို့ထင်မိမယ်လို့ငါတယောက်တည်းဟာ collective strength ဘုန်းကြီးတို့လူတယောက်တည်းဟိုဒီသွားနိုင်တယ်သူ့မှာဘာတွေပေါင်းစပ်ထားတော့စဉ်းစားကြည့်လိုက်ကလေးတွေပို့ပြီးတော့တတိထားစဉ်းစားကြည့်ကို့မှာဘာတွေပေါင်းစပ်ထားသလဲပညာရှာဖို့အတွက်မျက်စိ function ချင်းမတူနားနဲ့ကွဲပြားတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ကာယရှိတယ်အဲ့ဒါတွေအကုန်ပေါင်းစပ်လိုက်တယ်မှာလူရဲ့စွမ်းရည်တတ္တိရပြည့်သွားတခုချွေရင်ကြည့်ပါလားစွမ်းရည်တတ္တိမပြည့်
တိုင်ကနိုင်လေးတစ်ခုပဲကြည့်အချိန်ပြောနိုင်လောက်အောင်သူဟာတက်မဲ့အရာဖြစ်တယ်ဒါပေမဲ့သူကအချိန်ကိုပြောနိုင်တယ်ဘာနဲ့ပြောနေတော့ဆိုသူမျက်နှာပြင်မှာကိန်းကနန်းနေပါတယ်သူ့မှာလက်တံနှစ်ခုပါတယ်အရှိနဲ့အတူအချိန်ကိုက်ပြောနေအောင်ပင်နေရတွေပါတယ်ပင်နေရတွေအချိန်မှန်လဲနေအောင်ဘက်ထရီတွေပါတယ်အဲ့ဒါတွေအကုန်လုံးပေါင်းစပ်လိုက်တဲ့အခါဟာဘယ်နှစ်နာရီထိုးပြီဆိုတော့တက်မဲ့ရကိုပြောနေတယ်ဘယ်နှစ်နာရီထိုးသွားပြီကဲအဲ့ထက်ကဘက်ထရီဖြုတ်လိုက်ရင်လည်းအချိန်မပြောနိုင်တော့ဘူးမျက်နှာပြင်ကခဏန်းနေဖြတ်ပြစ်လိုက်ရင်လည်းအချိန်မပြောနိုင်တော့ဘူးအေးပင်နီယံပြတ်သွားရင်လည်းအချိန်မပြောနိုင်တော့ဘူးနောက်ဆုံးမှာပင်နီယံလည်းကောင်းတယ်ဘက်ထရီလည်းကောင်းတယ်မျက်နှာပြင်လည်းရှိတယ်လက်တံနှစ်ချောင်းနဲ့တစ်ချောင်းဖယ်ပလိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်အချိန်တည်တော့ဆိုလိုတာ collective strength ဆိုတာဒီအဓိပ္ပာယ်ကိုပြောအားလုံးပေါင်းစပ်ထားလို့ရှိရင်အလုပ်တစ်ခုကဖြစ်လာတယ်ဆိုဒီသဘောဟာဒါအမှန်ကန်သဘောဖြစ်သည့်အတွက်ကြောင့်ဘုန်းကြီးတို့အားလုံးဟာကိုယ်ဘဝကြီးပွားတိုးတက်ရေးဖြစ်စေအများကြီးပွားရေးတိုးတက်ဖြစ်စေကောင်းမြတ်တဲ့ပေါင်းစပ်မှုတွေနဲ့သွားကြမှကြီးပွားတိုးတက်နိုင်တယ်ဆိုအမှန်တမ်းထင်ရှားတယ်ဒါကြောင့်သမက္ကဆိုတဲ့စကားလုံးကအဲ့ဒါကိုပြောတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းသမက္ကနံတဘောသူခေါ်ဆိုတာဒါကိုဟောတာအေးဒါကြောင့်ကိုယ်မှလည်းအတွင်းနဲ့အပြင်ပေါင်းစပ်ရမယ်နော်အဲ့ဒီထဲမှာဘာပေါင်းစပ်ဖို့လို့လဲဆိုတတိနဲ့ပညာပေါင်းစပ်ဖို့လို့တယ်နေ့စဉ်ဘဝမှာအတ္တသမပဏိတိဖြစ်ဖို့တတိနဲ့ပညာပေါင်းစပ်ရမယ်တတိကအာယုစုစိုက်ခြင်းပညာကအမှန်မှန်ဆုံးဖြတ်ခြင်းအဲ့ဒီတတိပညာနှစ်ခုဟာချိုးချပေါင်းစပ်ခဏခေတ်ဗုဒ္ဓဘာသာမဟုတ်တဲ့အနောက်တိုင်းကတော့ဥရောပတို့ mindfulness လေ့ကျင့်ခန်းတွေလုပ်နေပြီသူတို့ကကောင်းမှန်းသိပါကောင်းမှန်းသိဒါကြောင့်မို့ဒီကကလေးတွေလူငယ်တွေလူကြီးတွေအားလုံးဟာနော်အာနာပါနလေ့ကျင့်ခန်းဟာကျမရေးအတွက်အသုံးဝင်ုံများမကသူတို့ကတော့ကျမရေးလောက်အဓိကထားတယ်ကျမရေးနဲ့စိတ်ငြိမ်းချမ်းမှုကိုရရှိနိုင်တယ်ဆိုတော့လောက်သိတယ်မြတ်စွာဘုရားသွန်သင်ချက်က mindfulness and comprehension mindfulness လည်းလုံးဝမယ်အမှန်ကန်ဆင်ញင်သုံးသပ်မှုလည်းရှိရမယ်တတိနဲ့ပညာအမြဲတမ်းပေါင်းစပ်နေအောင်တို့တွေအတ္တသမပဏိတိရှိအောင်ကြိုးစားအထောက်အမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားကိုဆွဲဆွဲမှတ်မြဲမှတ်သားထားပြီးတော့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတို့တွေဟာကိုမှန်ကန်တဲ့လမ်းကြောင်းနဲ့အညီထိန်းချောင်းဖို့ဟာသိအရေးကြီးတယ်ဒါအရေးကြီးဆုံးဖြစ်တယ်အရေးကြီးဆုံးဖြစ်လို့နံပါတ်1 confidence ဆိုတဲ့တတ်တာရှိရမယ်ထိန်းချောင်းရင်အောင်မြင်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ရှိရမယ်ပြီးရင်ကိုချင်းတရားကောင်းမွန်အောင်ကြိုးစားရမယ်ဒါတွေကအထောက်အကူဖြစ်တယ်ပြီးတဲ့အခါကျတော့တုတ္တလို့ခေါ်တဲ့ subject matter ဘောဓုတ္တအထွေတွေလေ့လာစီးပူအထောက်ရမယ်မလုံးသင်တာသာရှိတယ်မသိသင်တာဆိုတာမရှိဘူးအားလုံးသိအောင်ကြိုးစားရမယ်ပြောသင်မှပြောမယ်လုပ်သင်မှလုပ်မယ်သိအောင်တော့ကြိုးစားရမယ်အားလုံးတုတ္တသင်ယူရမယ်မှတ်သားရမယ်စာကကိုကျိုးကိုစွန့်လွတ်နိုင်ရမယ်ပညာအမှန်ကန်ဆင်ញင်သုံးသပ်နိုင်တဲ့ wisdom ဆိုတဲ့ experience ရှိရမယ်အလုံးပေါင်းလိုက်တဲ့အခါတတ္တာသီလတုတ္တစာကပညာအဲ့ဒီ၅မျိုးရှိပြီဆိုရင်ကိုဖြစ်ချင်တာတွေအလုံးကိုဒီ၅မျိုးကဖော်ဆောင်ပေးသွားနိုင်တယ်ဆိုတာကိုယုံကြည်ပြီးကိုယ့်ရင်ထဲကအတ္တသမပတိတိတရားမြင့်မားလာအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း